ရှစ်ဆွေရဲ့ရှမ်းအနေနဲ့တရုတ်ဆောင်ခဲ့တဲ့ဒီမင်းသားကအမှန်တကယ်ကတော့ကိုရီးယားရဲ့ NCT အဖွဲ့ဝင်မှာပါဝင်ခဲ့တဲ့ဝင်းမဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ရေးကတော့တုံစစ်ချန်ဖြစ်ပြီးတဲ့အခါကျတော့သူကတရုတ်မှာမွေးဖွားခဲ့သူဖြစ်တယ်ပေါ့နော်။အဲ့တော့ NCT မှာ idol အနေနဲ့လုပ်ခဲ့ပြီးတဲ့နောက်ပိုင်းသူကတရုတ်မှာပြန်ပြီးတော့တရုတ်ဆောင်လုပ်ငန်းတွေပြန်လုပ်တဲ့အခါကျတော့သူရိုက်ခဲ့တဲ့ကားတွေရော၄-၅ခုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီမှာနာမည်ကြီးခဲ့တဲ့ကားတွေက perfect match မှာရိုက်ခဲ့တဲ့ကားရဲ့အခု the Spanish match မှာပေါ့နော် perfect match ကနေစပြီးတော့ကြော်ကြားလာသူ့ရဲ့တရုတ်ဆောင်သွင်းပြီးတရုတ်ဆောင်တဲ့ဟန်ပန်အမူရပြီးတော့လူချစ်ကကန်ဖြစ်တဲ့တိုက်မျိုးအထူးသဖြင့်သူ့ရဲ့ visual ပေါ့နော်ဒါမျိုးတွေကိုပြည်သက်တွေကသတိထားလာမိတဲ့အခါမှာနောက်ပိုင်းမှာပို့ပြီးတော့ကောင်းမွန်တဲ့ role တွေရလာတာတွေရှိတယ်လို့နောက်ဆိုရင်သူ mainly အဖြစ်တရုတ်ဆောင်ရမယ်ကားနှစ်ကားလည်းရှိနေသေးတယ်ပေါ့နော် perfect match မှာဆိုရင်လည်းသူကနန်းတွင်းကားတရုတ်ဆောင်ခဲ့ဖြစ်တယ်လို့အခု splendid match မှာဆိုရင်လည်းနန်းတွေကဖြစ်တဲ့ခါကျတော့သူကဒီနန်းတွင်း character နဲ့အရန်လိုက်ပတ်တယ်ဆိုတဲ့အကြောင်းတရုတ်လူမျိုးတွေကပြောနေကြတာရှိတယ်တစ်ကာလကနေခုံထွက်လာတဲ့သူတယောက်လားလို့တော့ထင်ရလားသူကနန်းတွင်းဝယ်စားရင်းနဲ့လိုက်ဖက်နေတယ်အဲတရုတ်ဆောင်ဟန်ပန်နေရှိနေတယ်ဆိုတာပြောနေကြတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကအကလည်းအရန်တော်တယ်တရုတ်ဆောင်ကလည်းအရန်ကောင်းတယ်အဲ့တော့လူတွေတော်များသူချီချူနေကြရှင်နောက်ပိုင်းထွက်လာမယ်သူ mainly နေနဲ့ထွက်လာမယ်ကားနှစ်ကားဖြစ်တဲ့မော်ဒယ်ကားဖြစ်တဲ့ Sunshine Through the Rain ဆိုတဲ့ကားနဲ့ချစ်ကကားဖြစ်တဲ့ Boundless Bright Moon ဆိုတဲ့ကားလေးရှိပါသေးတယ်ကြိုက်တယ်ဆိုတော့ဆက်ပြီးစောင့်ကြည့်လို့ရပါတယ်